ကဘာပေါ်မှာရှေ့အကြဆုံးနဲ့အစောဆုံးအမျိုးသမီးကောက်တီးအားကစားပြိုင်ပွဲကိုပြောပါဆိုရင် US Women Open ပြိုင်ပွဲကိုပဲပြောရမှာခင်ဗျသူ့ရဲ့အရင်မှာ British Amateur Open ပြိုင်ပွဲတွေကျင်းပခဲ့တယ်ဆိုပေမဲ့လည်းတရားဝင်ပြိုင်ပွဲကြီးပုံစံမဟုတ်ဘဲနဲ့အပျော်တမ်းကျင်းပတဲ့ပြိုင်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ US Women Open ပြိုင်ပွဲကပဲတရားဝင်အစောဆုံးကျင်းပခဲ့တဲ့ပြိုင်ပွဲလို့ပဲမှတ်ယူရမှာခင်ဗျUS Women Open ပြိုင်ပွဲကို1946ခုနှစ်မှာ Match Play Format ပြိုင်ပွဲအနေနဲ့စတင်ကျင်းပခြင်းဖြစ်တယ်ခင်ဗျMatch Play Format ဆိုတာကတယောက်နဲ့တယောက်ရှုံးထွက်အနေထားနဲ့ရှင်ပန်ရပြီးတော့နောက်ဆုံးနိုင်သွားတဲ့လူကချန်ပီယံဖြစ်သွားတဲ့သဘောကိုပြောတာခင်ဗျ1940ခွန်အားစပြီးတော့ယနေ့ခေတ်ပုံစံကျင်းပနေတဲ့ကျွန်တော်ဒီ stroke play ပုံစံနေနဲ့စတင်ရှင်ပြန်ခြင်းဖြစ်တယ်ခင်ဗျ US Women Open အကြောင်းကိုပြောမယ်ဆိုရင်သူ့ကိုကျင်းပပေးတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ WPGA နဲ့ LPGA အကြောင်းတွေကိုသိထားမှလည်းပို့ပြီးတော့ပြည့်ပြည့်စုံစုံလေးဖြစ်သွားမယ်ခင်ဗျ US Women Open ပြိုင်ပွဲကိုပထမဦးဆုံးစပြီးတော့ကမကထလုပ်ပြီးကျင်းပပေးတဲ့အဖွဲ့အစည်းကWomen Professional Golf Association WPGA ပဲဖြစ်တယ်ခင်ဗျအဲ့ဒီဖွဲ့စည်းက3နှစ်လောက်ကျင်းပပြီးတဲ့ချိန်မှာဘန်နာရဲ့အခက်ခဲကြောင့်နောက်မှာပေါ်လာတဲ့Lady Professional Golf Association ဒါဒီနေ့ဒါကမ္ဘာလုံးကိုပတ်ပြီးတော့မျိုးသမီးကောက်တီးပွဲတွေကိုကျင်းပပေးနေတဲ့ LPGA အဖွဲ့ကို1949ခုနှစ်မှာလွှဲပေးလိုက်တယ်ဗျLPGA အဖွဲ့အစည်းက1949ခုနှစ်မှာ founder 73ယောက်နဲ့စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီးတော့1950ကျတော့မှ official အဖွဲ့အစည်းဖြင့်ရပ်တည်ခဲ့တာဖြစ်တယ်ခင်ဗျ LPGA အဖွဲ့အစည်းအကြောင်းကိုပြောမယ်ဆိုရင် Bev Derrickson Zahalias ဆိုတဲ့အမျိုးသမီး golfer တယောက်အကြောင်းကိုလည်းထည့်ပြောမှရမယ်ခင်ဗျသူမက1945ခုနှစ်မှာအမျိုးသား PGA ပြိုင်ပွဲတွေကိုပထမဦးဆုံးလက်ရည်စစ်ပွဲအောင်မြင်ခဲ့တဲ့အမျိုးသမီး golfer တယောက်လည်းဖြစ်တယ်ခင်ဗျ LPGA အဖွဲ့ရဲ့ founder 73ယောက်မှာပါတဲ့ Bev Derrickson Zahalias ကကောက်တီးမကစားခင်မှာကမ္ဘာ့အိုလံပစ်ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာရွှေတံဆိပ်တွေလည်းစုခူးထားပြီးသားဖြစ်တယ်ခင်ဗျပြီးတော့မှသူမကောက်တီးအားကစားကိုပြောင်းပြီးတော့ဒါကစားခြင်းဖြစ်တယ်ပေါ့နော်သူတို့ရဲ့အဓိကတာဝန်က LPGA ပြိုင်ပွဲတွေကိုစီးစနစ်တကျဖြစ်အောင်ကျင်းပပေးရတယ်ဈေးကွက်ရှာရတယ်ပြီးတော့ rules တွေကိုသတ်မှတ်ပေးရတယ်ပြီးတော့ဒီပြိုင်ပွဲမှာဘလူကအနိုင်ရဘိုးဆွဲနိုင်တယ်ဆိုတဲ့လောင်းကစားကြေးတွေကိုသတ်မှတ်ပေးရတယ်ပြီးတော့လာကြည့်တဲ့ပေးသက်တွေဒီရစီရနေပြီးတော့ဂိတ်ဝင်ကြီးတောင်းတဲ့အလုပ်ကိုပါအဲ့လောက်ထိသူတို့လုပ်ခဲ့ရတယ်ခင်ဗျ Bev Derrickson Zahalias ရဲ့ Olympic ရွှေတံဆိပ်အောင်မြင်မှုနဲ့ကြော်ကြားမှုတွေကိုအသုံးချပြီးတော့လူအများစု LPGA ကိုစိတ်ဝင်စားအောင်နဲ့ market share ရအောင်လို့စ조사ခဲ့ရတယ်လို့သူတို့ကရှင်းပြတယ်ခင်ဗျသူတို့ဖွဲ့ရဲ့ကြိုးပမ်းမှုကြောင့်1950ခုနှစ်မှာတင်ပဲ American နိုင်ငံတဝန်းမှာ tournament 14ချိန်ပြုလုပ်ပေးခဲ့ပြီးတော့စုကြေးဒေါ်လာ9000ပေးရနိုင်ခဲ့တယ်ခင်ဗျ1985ခုနှစ်မှာပြောင်းလဲလာတဲ့ကမ္ဘာစီးပွားရေးအခြေအနေနဲ့ဈေးကွက်တွေကြောင့်စပွန်ဆာကုမ္ပဏီတွေနဲ့ပူးပေါင်းပြီးတော့ကျင်းပတဲ့ဘက်ကိုသူတို့အာရုံစိုက်လာကြတယ်ခင်ဗျပြီးတော့သူတို့ရဲ့ပြိုင်ပွဲတွေကို TV ကနေဓာတ်ရိုက်လွှင့်ခြင်းအပြင်ရုပ်သံကရရှိအောင်လည်းသူတို့ရှာဖွေနိုင်ခဲ့တယ်ခင်ဗျအဲ့ဒါကြောင့်ပဲ1950ခုနှစ်မှာဒေါ်လာ9000စုကြေးပေးနိုင်ရနေပြီးတော့ယနေ့ခေတ်မှာဆိုရင်တော့ဒေါ်လာတန်130ထိပေးနိုင်တဲ့အဖွဲ့အစည်းဖြင့်အောင်မြင်မြင်ရပ်တည်နိုင်ခဲ့တယ်ခင်ဗျပြိုင်ပွဲတွေစင်စက်မပြတ်ကျင်းပခြင်းကြောင့်ပဲကစားသမားကောင်းတွေစင်စက်မပြတ်ပေါ်ထွက်ခဲ့တယ်လို့မျိုးကစားသမားကောင်းတွေကြောင့်ပဲပရိသတ်ရဲ့အာရုံစူးစိုက်မှုကိုရရှိပြီးတော့ဒီနေ့ထိပို့ပြီးအောင်မြင်လာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့တယ်ခင်ဗျထင်ရှားတဲ့ကစားသမားတွေက Mickey Wright, Nancy Lopez နဲ့ Annika Sorenstam တို့ကဒါထင်ရှားတဲ့ကစားသမားတွေဖြစ်ကြတယ်ခင်ဗျအဲ့ဒီထဲမှာ Annika Sorenstam က2001ခုနှစ်မှာ Breaking 60လို့ပြောတဲ့အချက်60ရဲ့အောင်56ချက်ရိုက်နိုင်ခဲ့တဲ့ပထမဦးဆုံးနဲ့တူရီတဲ့သောအမျိုးသမီးဖြင့်ဒီနေ့တည်းရပ်တည်နေနိုင်သေးတယ်ခင်ဗျ LPGA ပြိုင်ပွဲတွေကိုစတင်ကျင်းပတဲ့1946ကနေစပြီးတော့နှစ်ပေါင်း30ကြာ1986ခုနှစ်မှာတော့အာရှကစားသမားတွေကလည်းဒီပြိုင်ပွဲတွေမှာဘိုးဆွဲလာကြတယ်ခင်ဗျအဲ့ဒီထဲမှာအထင်ရှားဆုံးလို့ပြောရရင်တော့
ဂျပန်နိုင်ငံသူချာကိုဟီကူချီကဒီနေ့ခေတ်မေဂျာပြိုင်ပွဲအဖြစ်ပြောင်းပြီးတော့ကျင်းပတဲ့ Chevron Championship မှာ1986မှာဘိုးဆွဲခဲ့တယ်ခင်ဗျပြီးတော့1989မှာဒီနေ့ခေတ် KPMG ပေါ့ဗျာအဲ့ဒီတုန်းကအခေါ်အားဆိုရင်တော့ LPGA Championship မေဂျာပြိုင်ပွဲကိုသူကရရှိခဲ့တယ်ခင်ဗျပြီးတော့နောက်တစ်ယောက်ကကိုရီးယားနိုင်ငံသူကိုဟီကူပဲဖြစ်တယ်ခင်ဗျသူက1988ခုနှစ်မှာ LPGA မှာဘိုးဆွဲပြီးတော့ JLPGA ဂျပန် LPGA ပြိုင်ပွဲမှာ23ချိန်ထိအောင်သူတူးတဲ့ဘိုးဆွဲခဲ့တယ်ခင်ဗျပြီးတော့နောက်တစ်ယောက်က1998ခုနှစ်ကြတော့မှတိုးပရိုအဖြစ်စဖြစ်လာတဲ့တောင်ကိုရီးယားနိုင်ငံသူစီရီဖတ်က US Open မှာပြိုင်ချင်းမှာပဲဘိုးဆွဲခဲ့ခြင်းဖြစ်တယ်ခင်ဗျဒီနေ့ကတောင်ကိုရီးယားဂျပန်ထိုင်းဩစတြေးလျနိုင်ငံကကစားသမားကောင်းတွေစင်စက်မပြတ်ပေါ်ထွက်နေခြင်းကသူတို့၃ယောက်ရဲ့အောင်မြင်မှုတွေကြောင့်ဖြစ်တယ်လို့ပြောကြတယ်ခင်ဗျအသက်အရွယ်ကန့်သက်ထားခြင်းမရှိဘဲနဲ့ qualify ဖြစ်တဲ့မည်သူမဆိုဝင်ရောက်ရှင်ပြိုင်ခွင့်ရှိတဲ့ US Women Open ပြိုင်ပွဲမှာအမေရိကန်နိုင်ငံသူလူစီလီက2014ခုနှစ်ကအသက်17နှစ်နဲ့ပါဝင်ရှင်ပြိုင်ထားတယ်ခင်ဗျအသက်ငယ်ဆုံးဘိုးဆွဲတဲ့သူကတော့တောင်ကိုရီးယားနိုင်ငံသူအင်ဖီပတ်က2008ခုနှစ်ကအသက်19နှစ်18ရက်နဲ့ဘိုးဆွဲထားတယ်ခင်ဗျ green တွေကမြန်တယ် fairway တွေကကျင်းတယ်red hair ကိုရောက်သွားရင်ရတာအခန်းအရန်ခတ်တဲ့အတွက်ကြောင့် US Women Open ပြိုင်ပွဲတွေကကစားသမားတွေတိုင်းကိုအမြဲတမ်းစိတ်ခေါ်မှုတွေနဲ့ပြည့်နေတယ်ခင်ဗျအဲ့ဒါကြောင့်ပဲ2023ကနေ2025 3နှစ်ကာလအတွင်းမှာမိုင်းနဲ့တန်ရခဲ့တဲ့ကစားသမားဆိုတာမရှိခဲ့ဘူးခင်ဗျ2026 US Women Open ပြိုင်ပွဲကိုသမိုင်းဝင်အချက်လက်တွေနဲ့ပြည့်စုံနေတဲ့ Los Angeles က Riviera Country Club မှာရှင်ပြိုင်သွားမှာပဲဖြစ်တယ်ခင်ဗျဒီနေ့ရှင်ပြိုင်မဲ့ US Women Open ပြိုင်ပွဲမှာဘယ်သူတွေကဘိုးဆွဲသွားမလဲဆိုတာကိုမိတ်ဆွေပါတနာတို့ရဲ့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းရေးပေးခဲ့ပါအောင်ခင်ဗျကျွန်တော်ရဲ့ page နာမည်က Etiquette Golf Emporium ဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ